ယောက်ျားကြီးပြင်းတော့တိုင်းလေးခုပဲပြင်းတော့တိုင်းရွက်လေးလိုနေတော့အနုလေးအရင်လေးမျှပြီးမရှိဘူးလားအဲ့မှာနော်အဲ့ဒါပါခူးပေးမှာခဏလေးစော organic လေးဟဲဟဲ Okay အခုပဲခူးပေးမယ် Thank you မန်ကတော့စီတက်တာအရင်အပူကောင်းဆိုဒီလောက်ဆိုရပြီထင်တယ်မမဒီလောက်ဆိုရပြီလားရပြီပါအဲ့လောက်ဆိုရပြီမမရင်းမပုံမွေးမယ်ထင်တယ်ဟုတ်တယ်စီတက်ဖို့ပဲ၄ခိုင်းလောက်ယူသွားလိုက်မယ်โอเคပါပြီဒါလေးစေးလိုက်မယ်နောက်မှတို့စီဟာမွေးနေရပဲစားလိုက်အောင်လို့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဒီနေ့ကတော့ arrange translator ခေါ်ထားပါတယ်ဘာလို့ဆို arrange အတန်နဲ့ဝင်နေလို့ပါယောက်ျားကြီးပထမအပတ်မှာပြောခဲ့သလိုမျိုးပဲယောက်ျားကိုမိန်းမဟင်းချက်တင်ပေးမယ်နော်တင်ပေးရနော်တင်ပေးမယ်လေခိုင်းတာမဟုတ်ဘူးနော်ဂရိပြီးခိုင်းတာမဟုတ်ဘယ်တော့မှယောက်ျားကိုမိန်းမမခိုင်းမိန်းမအသက်ရှင်နေသေးတယ်ယောက်ျားအမြဲတမ်းကူညီနေရမှာကူတားလိုက်တဲ့စကားလုံးကူညီရဟာလားโอเคဒီနေ့ကကျွန်တော်စားချက်နဲ့ငရံလေးကိုကျွန်တော်အမျိုးသမီးကချက်ပြီးမှဖြစ်ပါတယ်။ဒါမှတော့ကျုံမျိုးပဲနေပထမဆုံးမယ်နော်ပထမဆုံးမယ်ဒါရှိပြီရှင်။ညယောက်ျားမထဲတယ်ဘူး။ကိုလိုတန်းတော့ချက်တော့နေဖြစ်ကုန်ပြီ။ဒါလည်းမပြန်နိုင်။ဒါလေးကစားထက်နော်။ယောက်ျားလည်းနည်းကြဲပြောပြီနော်။စားမရှိမဖြစ်စားအရသာတော့မိမိတိုင်းနှစ်သက်တယ်လို့နေလို့ရပါတယ်နော်အရင်တော့ငါအသားတွေကိုအသားမုတ်လေးရဲ့စားနည်းနည်းလေးရဲ့ထည့်တယ်ပြီးတော့အနှိမ့်ညံ့လေးလည်းပျောက်ချင်တဲ့အတွက်ကြောင့်စနင်းမုတ်လေးလည်းနည်းနည်းထည့်ပါမယ်ဒါနဲ့အခုထည့်မယ့်ဟာတော့အယောင်တင်မုတ်ပေါ့အစိမ်းမုတ်လို့ခေါ်တဲ့မြို့သီးမုတ်ပေါ့နော်အဲ့လေးထည့်မယ်အဲ့ဒါလေးကိုများများထည့်မနေနဲ့အောင်တော့ကြာနော်။ကြာမနေနဲ့နော်ခဏလေး။နေချလိုက်အောင်။နေတဲ့နီးကမိမတင်ထားလို့ဟုတ်လား။ဆုံးပထမတော့အရင်တင်တော့9ဆွန်းလောက်ထိသူတို့ထည့်ကြရတယ်ဒီလား၄ဆွန်းနည်းနည်းကြော်လေးပဲအရင်ထည့်မနေနဲ့အောင်တော့ကြာနော်။ तू ကကြတော့လေအသားတွေမှာတဲ့အဲ့ဒီအငရုတ်တီးမှုတ်တွေကတ်နေမှာဆိုလို့ရေစိမ်းလေးနည်းနည်းလေးထည့်ပြီးတော့အသားလေးကိုစိတ်မအောင်နေပါတယ်။နေလို့ရပြီကြာ။နေလို့ရပြီ။ဒီမှာရှာကူညီတောင်းတာနော်ကူညီတောင်းတာမို့ယောက်ျားတစ်သက်လုံးကူညီနေရမှာစနေနဲ့နေနေရတယ်အိုးယောက်ျားစားကြတယ်ပြောရအောင်နော်ဘာမှမတောင်းစုရအောင်လုပ်နေမှာမဟုတ်ပါဘူးဟုတ်ပါထည့်လိုက်ရတယ်ထည့်လိုက်တော့ရတော့နှစ်ဆုံးသုံးလုံးလာတော့ရှိတယ်ပြီးတော့ချက်တော့နေထည့်မယ်ဟုတ်ချက်တော့လေးနည်းနည်းရွှေအောင်တန်းလာပြီဆိုမှတို့ခရမ်းညင်လေးကြိတ်ထားလေးထည့်မယ်နော်ကိုဇုံးလေးပြီးပါဒါလေးလားရွှေအောင်လေးတန်းလာတဲ့အထိစီတတ်တယ်နော်စီကိုစိတ်ရှိနဲ့တတ်မှာနော်ဒီမှာရှာကူညီတောင်းတာနော်ကူညီတောင်းတာတက်တလုံးကူညီနေရမှာပါယောက်ျားရဲ့တက်တလုံးကူညီနေရမှာပါယောက်ျားရဲ့ဒီနေ့ကနည်းနည်းလေးမြင်မြင့်သွားတဲ့အတွက်ကြောင့်မလို့ရာသီနည်းနည်းပူပါတယ်နော်ပူတဲ့ခါကျရက်တောင်ခတ်နေရတယ်မနဲ့မိုးရွာလို့နောက်ကြဒီတစ်ခေါက်ရွာပြီးသွားရင်တဲ့နေပြန်တက်လာတယ်ဟာကိုဟုတ်ပါမလားဆိုသူ့ကိုကြည့်လိုက်ခေးပေါ့အဲ့တမိုးလည်းပြီးလည်းပြောတကယ်ဗျာတော့လိုက်တာမိမကြီးသွားနောက်လို့မရအောင်မိမကြီးမဟုတ်ငါမိမသွားနောက်လို့မရအောင်နော်ရှော့တော့လို့မရမိမညကြီးနေပွက်မှာသူကမိုးလေးပါမိုးရအုပ်ပြီးမိုးရွာနေတမန်လုံးရွာနေရွာနေတဲ့အချိန်မှာဒီနေ့တော့ရိုက်လို့ကတော့လိုက်ပြန်တော့မရှိတော့ဘူးတိုင်ပတ်ပြီးစီစဉ်ထားတာဘယ်လိုလုပ်အောင်လဲ
ဒီကတစ်ခေါက်ရွာရွာရင်နဲ့ပြီးနေဘူးတော့မှာခက်တီတီပဲလားအဲ့ဒါဟိုရွှေရလည်းမုံတော့သူကလည်းလုံးဝဟိုကြော်ဟင်းရိုက်တယ်လုံးဝခက်တီတီပဲတကယ်ရွေးတကယ်ဘောစီတက်တာရွှေအောင်တန်းတဲ့အထိဆိုတာဟိုတက်သွန်ကျော်လုံးတဲ့အထိ အဲ့လောက်ကျွတ်ဖို့မလို့အဓိကစက်တော်ရဲ့အစိမ့်နှံ့လေးပျောက်သွားရင်ရတယ်အဓိကမသိထားတာဟင်းချက်ရင်တဲ့စီတက်ပြီးချက်တဲ့ဟင်းတွေရတဲ့တေချာစီနိုင်နိုင်တက်နိုင်မှဟင်းအရသာပူကောင်းတာတဲ့ပြီးတော့မတို့သိတဲ့အတိပေါ့နော်ဒါကိုလည်းသူများရှိရတင်ထားကွာမီးတအားမီးလျှော့တူးပါမယ်လို့ပြောအဲ့လိုမဟုတ်ဘူးတဲ့ကိုကသာတွတ်တွတ်လက်လက်နဲ့မှန်မှန်ကန်ကန်ချက်ရင်မီးအားပြင်းပြင်းနဲ့ချက်တာပိုပြီးရတာကောင်းတယ်တဲ့ ဟုတ်လားလို့လား မလို့တော့ရပြီမအောက်မှာတော့နည်းနည်းကျွတ်နေပြီရောကတ်ချင်နေ ဒီနေ့ကလေတဲ့မျိုးဒီနေ့ကဘဘဒီကဘလူးစားကျင်တာကြာတန်းလူလေးလေးနဲ့စားကျင်တာဒီထဲမှာဒီအကုန်ခဝဲကြံဒီအင်းစိတ်ဒီပြီးတော့ဒီဘူဘုံကြီးအကုန်ပတ်ချာမတွေ့ဒါနဲ့အချင်းကကြည့်ရတာလေ ဟုတ် တန်းလူလေးရာကြီးဟုတ်တယ် ဒါဒီသူရဒီမအိမ်မာတောင်ဒန်းတလွန်ပင်ကြီးကဒန်းတလွန်ရွက်တောင်မထွက်နိုင်တော့ အဲ့ဒါဘဘခုတ်လာတယ်ဘဟုတ်ရင် तू ကအရန်မြင့်သွားလို့ရှိရင်ဘဘတို့ကမမီတော့ဆိုတော့ဒီလိုခုတ်လိုက်ရင် तू ကအတက်ထွက်တာမြင်တယ်ဆိုတော့ဘဘနေနေခူးလို့ရအောင်ဘဘတို့ခုတ်လိုက်တာ ဟုတ်ပါ အခုကသွားခုတ်တယ်ဒုံးဒီခုတ်တယ်ပြန်ထွက်တယ် ဒီအစိမ့်မုတ်လေးရလေအရန်မဆက်ဖို့တော့မျောလင့်တယ်ဘာလို့ဆိုတော့ဘာလို့ဆိုတော့ သူရောင်လာ နော် ဆက်တယ်ပါ ဆက်တော့ဆက်မှာဒီကဘာလို့ဆိုတော့ဟိုပြီးတယ်ပြီးတာဝန်းချက်တော့မှာဆိုရင်6ဆုံး9ဆုံးတော့မဖြစ် ဟုတ်လားမမအဲ့တုန်းကတူတူပဲမဟုတ်တော့တုံးတာ ဘူးအရင်တူလာတာ ဟုတ်လားဩဟုတ်ပြီဒီကောင်အယောင်ပူကြီးထွက်လိုက်ဒီကောင်အယောင်တော်တော်လာမြူဒီပူဆိုတော့ ဆက်ရရတယ် ဟုတ်ရဲ့နော်ရ အဲ့လောက်လောက်ပဲ ရ ရပြီ နဲလားများလား ထည့်ကြလိုက်ရပြီ ရပြီနော် ဒါဒီအောင်2ရွက်လောက်ခြေပြီးထည့်တာ နှစ်ရွက်ဆိုဒီလိုနှစ်မြောင်း 2မြောက်ထည့်ထားလိုက်ဒီနောက်တော့โอเคရပြီစီတမ်းမှုရပါဘူး ဘယ်နဲ့တော့ ရတယ်ထည့်မယ်ခဏလေးကတ်မှာဆိုဒီလိုနည်းနည်းလေးထည့်မယ်နော်နည်းနည်းပဲဘာလို့ဆိုကတ်တော့မှကြောက်လို့ဘယ်နဲ့ဒါလေးပုပ္ပလက်ကလေးနဲ့4 5 6စီလောက် ရရ တော်ပြီထိုက်တယ်နည်းနည်းလေးပဲထည့်နည်းနည်းလေးရပြီထည့်ပြီ ကြောက်ရင်ငါတော်တော်တက်နေပြီလူမျိုးပေါင်းနဲ့ဆက်ဆံရေးအပြင်ကိုသင်ချက်တဲ့ပညာပါဆက်တယ် ယောက်ျားကိုလူအယုံမလွယ်ဖို့တင်ပေးတယ်လို့နှင်းချက်တဲ့ပညာလည်းတင်ပေးရနော် အာနာတတာရယ်ဒီယုံနေတာရယ် လွယ်ခင်တတ်တာရယ် ဒီကောင်လိုက်ခင်တတ်တာ ဘာရောက်မှာဆိုရုပ်လေးစိတ်ထားလေးပါထပ်ထည့်လိုက်တယ်ကွာ ရော့ good ရ ငါထည့်မယ် သူကဂျင်းနေပါမလို့ဘောတော့မဆလာတော့ ဟုတ်တယ် ဟုတ်လား ဟုတ်အမှန်တကယ်တချို့ကထည့်တယ်ဒါပေမဲ့မမအခုတင်ထားတဲ့ဟာမှာじゃဂျင်းမပါဘူးတက်တော်ဖြူလည်းမပါဘူးကဲရောက်ဒါလောလောဆယ်ဖြည်းဖြည်းချင်းထည့်မယ်နော် ဒီမှာပေါ့ yes ရပြီအဲ့ဒီကျင်းရည်လေးထည့်လိုက်ပေါ့နော်မင်းပြန်ကြရင်ဟင်းချက်တာဗျမ်းနဲ့ခါတာတော့ ကြက်တော့ကြက်တာ ပဇွန်အကွေးငါအနှွေးတဲ့ငါအနှွေးရင်ချက်တယ်တဲ့ ဘာလို့ အငယ်ပြီးလေးနည်းနည်းလောက်ထည့်လိုက်အစုံးကြမှာအပိတ်လေးထည့်မယ်နော်ဒါလေးကိုဒီဟင်းကိုတဲ့ငါ့ကိုအနှွေးုံနဲ့ချက်တယ်လို့သတ်မှတ်ပေမဲ့ဒီဟင်းမှာတင်တော့ကလေရေများများနဲ့ပေါ့နော်15မိနစ်30နိုင်ရွက်လောက်အုပ်ထားပြီးပါလို့ပြောပါတယ်အဲ့ဒီအတွက်ကြောင့်အုပ်ထားလိုက်နော် ဒီချောင်း မလျှော့အဲ့မီးအားပြင်းပြင်းနဲ့ပဲအဲ့လိုလေးလှုပ်ပြီးတော့ပါ stable လေးဖြစ်သွားနည်းနည်းလှုပ်ပြီးပါလား ကျောင်းလေးငင်းမင်းရအောင်လေလှုပ်ပေးရတယ်လက်တာဟမ် ဒီပါပါကဲပေါ်မှာ ပေါ် ပေါ်နော်လာကဲ အမ်ဆက်တယ်ပေါ်ဒါခုပပဇုံးကင်တာလေ ပပချက်တာပဲလေဒီနေ့ ပပဇွန်ကိုင်းစင်မဲကြီးပြဓာတ်ကိုင်းမ ဒီကင်လိုက်တော့မလားဒီလောက် ထည့်ဟုတ်ပပကြိုက်တဲ့လောက်ထည့်ကိုစားချင်တာငရဲအောင်ထည့် အမှန်ကြီးဒါဘယ်ချိန်မှထည့်ရတာ ငါအဲ့လိုကြက်ရင်ထည့်ရတာလေ ဟုတ်လား ငါကြက်ရင် ငါကြိုက်ရင်ထည့်ရနော်အရန်ချင်သွားမှသူတို့ဒီလောက်ပဲထည့်တော့ ပြီးမှမြည်ချီလေ နော်ဒီမှာ မိုးတန်ပေးနေပြီ တရာ မိုးတန်ပေးနေပြီနော် မူးတန်ပြီးနေ အရန်ဆက်နေ ဆက်တယ်တော်တော်မိုက်တယ်ဒီလိုဟင်းချက်တော်မင်းမရတာမဟုတ်ဒီလိုခိုင်းတတ်တဲ့မင်းမရတာ ခိုင်းတာမဟုတ်ပါဘူးတင်ပေးတာရေကုညီတောင်းတာရေအဲ့နောက်ကိုလောက်တာပါအေးနော်မငတ်ချင်ဘူးနော်မငတ်ချင်ဘူးနော်
အနာမမီးဘူးမငတ်ချေဦးနော်ရပြီလား အားလာပြီဟိုမှာတွေ့เสียဆက်လို့ဘာမှမပြရရင်အဖူးလေး မမတို့လေပပလက်ဆောင်တစ်ခုဝယ်ထားပြီးတာ အေးရ ဟုတ်တယ် โอเคနောက် ခဏလေးကိုသိခဏဟိုဟာကိုကြီးစောစောတော့ပါဆယ်ဘုံလေးတင်ခိုင်းတာတွားလိုက်တာ မင်းတို့မအတွက်ဆိုရနေလန့်သွား မလန့်ပါနဲ့ပစ္စည်းလေးရောက်လာဘာမျက်လုံးလေးမိတ်တာမျက်လုံးလေးမိတ်တာ လက်တွေတုံခြေတွေတုံပြီးတော့လဲ ကျွန်တော်ဒါအမှန်တိုင်းပြောကျွန်တော်ဟိုးခြာတိတ်ဘွားတော့ကွာဒီကောင်ပတ်နိုင်လို့ရှိရင်အကောင်ပဲဒီကဒါနိုင်မမနိုင်ဖွင့်ကြည့်လိုက်တော့နိုင်ဒီဒီဇိုင်းလေးတွေကအခုဒီချိန်မှာပြန်ပြီးခစ်စားတယ်ဟိုတနေ့တော့ကိုဟဲလေးတင်ထားတွေ့တော့ကိုဟဲလေးကိုလမ်းမေးပြီးတော့ဒါနိုင်ကြော်ညာတော့မဟုတ်ဘူးကိုပေါ့ဝယ်ထားတာနော်စိုင်ကြော်ညာလည်းမဟုတ်ဘူးနိုင်ကြော်ညာလည်းမဟုတ်ဘူးစပွန်ဆာပေးတာမဟုတ်ဒါကိုပေါ့ကိုမင်းမအတွက်ကိုလည်းပတ်ချင်လို့ကိုမင်းမကိုလည်းဒါစင်တူလေးပတ်ချင်လို့ဆိုပြီးနှလုံးမှာတာမရဒါလေးပတ်ကြည့်လိုက် နိုင်ရသေးနေရော မဟုတ်ဟိုနည်းနည်းချောင်းလို့သွားပြီးပြန်ချက်ပေးမယ်ချက်လို့ရဟာခဏစင်တူဝက်မနေဟုတ်ဟေးဒီမှာကွယ်စင်တူလေးပတ်ကြည့်အောင် စိုက်တူပဲလား တူပဲလေပုံနဲ့မမအမဲကြိုက်မမအဖြူကပူလာတော့ ဒိုင်ဝဲအဖြူနဲ့ဒိုင်ဝဲ အဖြူကပူလာတာ အမေငငယ်တော့ ကြချလေး အမေငငယ်တော့လေ तू လုတ်တဲ့ idea ဒီမှာမမဟာပူရောလာတယ်ဒီပြကြည့်ငါဘာလို့မဲွာရင်တော့သူတို့ဖြူတယ်ကွာဖောက်မဲွာအသား စပင်းနဲ့လိုက်လို့လေ ကြည့်အောင်အောင်ချစ်စရာလေးမမိုက်ဘူးကွာပြတာအသားမဲတော့ဒီတန်ချက်ထမင်းစားမလားအကုန်ဝင်ဒါနည်းနည်းစားမရမိုးရတော့မှာနားနဲ့မိုးနဲ့တော့တွေ့ပြီညာဟင်းနေလေးနေတော့ပူလေးစားရတာမိုက်တယ် အဓိကဘာလဲဆိုတော့လေဟိုဆက်မှာဆန်တော့လေးတွေကအိမ်မှာစီးကြိုဘာညာဟိုကာဝဲအနေနဲ့အဲ့လိုစီးကြိုဆန်လေးပေါ့ ဆန်ရမ်းလေးစား ဆန်ညာကျုံဒီဟာဘာဆန်လို့ခေါ်ဇီယာနော်ဇီယာလို့ပြောနော်ဇီယာဆန်ဆိုစားပါအောင်ခင်ဗျာဟာလားရောမိမရင်ခွန်လိုက်ဟိုဘက်ကင်မရာအောင်မှာကျူးလို့မရတင်ကြအောင်ချာမမတော့နေထားတာမျိုးလေးဒါပေမဲ့ ဟာပပနဲ့မမနဲ့အယောင်ကွာတယ် ဟုတ်မရောင်းအသားပြူတာလေရောက်ပါ မထမင်းလောက်ပါရဟာမိုက်ဟောမိုက်တယ်လေဒီမှာဇုံးအိုင်နဲ့ကောင်ကြည့်နေကွာမင်းကအချင်းမမဟုတ်လားလှုပ်လိုက်တော့ရေကဗတိတက်ပုံများလာပြီ ဒီစီဇန်လေးကတော့ပြီးသွားပြီအားလုံးကြည့်ပြီးရဲ့ တော့ကြောင့်ကျေးဇူးများကြီးတင်ပါတယ် ပုံမှန်လိုက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့တပတ်တည်းရဲ့ပေါ့နော်ကျွန်တော်အမျိုးသမီးကကျွန်တော်ဟိုတင်ပေးတယ်လို့တော့ပြောတာပဲဟုတ်တယ်နော်ကူညီတောင်းတာနော်အဲ့တော့ဒီမှာ recipe လေးနဲ့ကျွန်တော်အပတ်စဉ်တင်ဆက်ပေးပါမယ်နော်ကြည့်ပြီးရဲ့ရောက်စီရင်ကျေးဇူးများကြီးတင်ပါခင်ဗျာ ကျေးဇူးများကြီးတင်ပါတယ်ဒီနေ့အားလုံးတယောက်ကိုနှစ်ပကံဒီကကိုကျိုးဆက်သုံးပကံခွဲစားပါတယ်နဲဒီပကံလောက်ရှော့ရော သုံးပကံခွဲပဲဟုတ်တယ်တွန့်ထားတယ်ကျန်တဲ့လူတွေမှာလည်းလေးပကံတို့မနိုင်တောက်ကြောက်ကြတဲ့လူနဲ့မအပေါ့နည်းနည်းလေးပို့တယ်လို့ခံစားရတယ်ဆိုပြီးတော့စားဝသုံးပကံမြောက်သွား ပေါ့တယ် နည်းနည်းပို့တယ်လို့ပြောပြီးတော့သုံးပကံနဲ့အဲ့တော့ဒီနေ့တော့ကျေးဇူးများကြီးတင်ပါတယ်ခုလိုမျိုးလက်ရည်တစ်ပြင်တီးစားရတဲ့အတွက်လည်းဝမ်းသာတယ်အားလုံးကကောင်းတယ်လို့ပြောလို့လည်းပို့ပြောပါတယ်ထပ်ပြီးကြိုးစားပါအောင်မယ်ယောက်ျားကိုဒီထက်ပို့ပြီးတော့ကောင်းမွန်တဲ့ဟင်းလျာလေးတွေတင်ပေးနေရင်လည်းအရင်စမှာမြင့်အတူရှိနေပါအောင်မယ်ရှင် တလား
ပြောတဲ့နေသမင်းတော့အတဲတယ်ပြောဒေါ်ညူပြောကောင်းတယ်ပဲပြောနေဒီတဲ့ဆန်းတာပြောသမင်းဘယ်နှဘကန်လဲနှစ်ဘကန်အနီဝမ်းမပြော အားလို့ကောင်းတာမပြောမိနဲ့နှစ်ပကံမောင်းမောက်ကို ညိပါကြာ ပတ်သူများနဲ့မတော့ဘာတဲ့ပဲ ဒီမှာယောက်ျားဆုံးကိုင်းတာကောင်းလား ကလေးอ่ะ သူစားလို့မပြီးသေးဘယ်နှဘကန်ရှိလုံးနေမမနေနောက်ဆုတ်လိုက်မနောက်ဆုတ်လိုက်မဖို့စေးပြောအရင်ကဘယ်နှဘကန်ရှိပြီလဲပြအောင်တဘကန်ရှောင်းပြော၄ဘကန်မှာအဲ့နားမှာကြိတ်ထဲ မမကွယ်ရလား ဟမ် ဟဲ့အမှန်နဲ့ ပြော နာပါစီ ပြောကင်မရာမန်ကြီးပြော နာပါစီရုပ်ဒီလေးစားနှစ်ပါးက နဘကန် နင်တော့စားရစားပဲမျိုး စား ပြ လား ည့်တယ်မ မ လို့ ထက်တဲ့အောင်လေးရမသူသမင်းစားတသက်ရဲ့လေ မောင်းတက်အများဆုံးမောင်းတက်လားနင် ။ဟဲ့မောင်သက်လာအောင်ရ။မေးဘယ်နဲ့ဘက်ခံစား ၄ပါးက လေးဘက်ခံဟုတ်ပြီလေးဘက်ခံစားဆိုလာတဲ့ဒီလိုမတဲ့မကေကမီတယ်ကျွန်တော်အမအဲ့ဒီသမင်းချက်တာဟင်းချက်တာရန်ကောင်းလို့လေးဘက်ခံစားမိပါတယ်ခင်ဗျာ ဟဲ့နေပါလေ ပြောမယ် လည်း နော် လေးပြောပြော အေးပြောမယ် ကျွန်တော်မိုင်းဟင်းချက်ဟင်းချက်တာကောင်းလို့၄ပါးကစားလိုက်ပါခင်ဗျာ စားမိပါတယ်ခင်ဗျာ စားမိပါတယ် အဲဒီကောင်ဟိုကနောက်အပတ်ဆိုထိုင်းသွားတော့နားလေးယူအဲ့တော့အမတ်တရဒီမင်းစားပြတာနော်โอเคမင်းငါတို့လင်မြန်းတယောက်တော့စကားလက်ဆောင်ပြောချင် အခုလိုတားရောက်လာတဲ့တော့တွင်မှာဒါတော့ဒီမှာအကိုတယောက်လိုမတယောက်လိုမိဘတယောက်လိုပြုစုဆောင်းကြောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒီပြန်လာအောင်မလားငါတို့ မင်းမသိမနေ့ကသမခါရောက်ကြမိမယူတော့မလို့ပဲ ဘုံမှာကြိုးစားရအောင် စူးစားရအောင် ငါမိဘတွေအတွက် ဒီက စူးစားစမ်းနဲ့ မသားကြီးလွတ်တာ ဟုတ်အဖေကတော့မလို့ရှင်ဘူးအဖေကသူကျမ်းမာရင်မကောင်းတော့အိမ်မတယောက်မှမရှိဘူး တော တော က် က် တော့ တော့ ဘူးလို့ငါပြီးမှာပေါ့မင်းတနေ့တစ်ကြည့်ပါတော့လို့ အရွက်သေးတာ သုံးလပြေ နှစ်လခွဲတော့တန်အောင်နေနင်းနဲ့ချီပြီးတာနေငါဘယ်တော့တန်အောင်နေ ဒီလေးနဲ့ နော် ဒီလေးခန်းတာနော်မှန်လည်းသမီးကိုပြော ဒီကတွေ့ဆုံကြုံပဲဟာလားရောက်တဲ့ညောင်လေးလေးလာတာနော်ဟာပြောလိုက်မင်းနဲ့မင်းမပြောလိုက်မင်းချာ ဟုတ်